တယောက်တည်းကအသင်းကိုကယ်တင်ပေးနိုင်ခဲ့တဲ့ကန်နဝန်9ဦးဘလို့မှတခါတလေတယောက်တည်းကအသင်းကိုကယ်တင်ပေးနိုင်ခဲ့တဲ့ခိုက်တန်တွေလည်းရှိခဲ့ပါတယ်ဒီနေ့မှာတော့ဘောလုံးသမိုင်းတွေကတယောက်တည်းနဲ့ပွဲအဖြေကိုလုံးဝပြောင်းလဲသွားစေခဲ့တဲ့ကန်နဝန်9ဦးကိုပြောပြပေးခြင်းပါတယ်နံပါတ်5လီယိုမက်ဆီ2019 AB လ23ရက်နေ့ကရီယယ်နဲ့ဘာစီလိုနာတို့ရဲ့အက်တလက်တီကိုပွဲစဉ်တစ်ခုမှာပါလာလီဂါချန်ပီယံဆုအတွက်ဆုံးဖြတ်ပေးမဲ့အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ပွဲချိန်မိနစ်90ကျော်တဲ့အထိတစ်ဖက်2ဂိုးစီတည်ကျနေခဲ့ပြီးဒီရလက်နဲ့သာပြီးဆုံးခဲ့ပါကဘာစီလိုနာအတွက်လာလီဂါဖလားမျှော်လင့်ချက်ကိုအဆုံးသတ်ရမယ့်အနေအထားပါ။ဒါပေမဲ့လည်းပွဲချိန်92မိနစ်မှာဇာဂျီရိုဘတ်တိုရဲ့ဖန်နီးပေးမှုကိုလီယိုမက်ဆီကခုရဲ့ဘယ်ဘက်တောင်ထဲကိုလှလှပပကန်သွင်းပြီး3ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ဘာစီလိုနာအသင်းဟာဇယားထိပ်ကိုတက်လန်းနိုင်ခဲ့တယ်လို့ရာသီကုန်မှာလာလီဂါမှတ်ပေးဖလားကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။နံပါတ်4မာရာဒိုနာ1986ခုနှစ်အင်္ဂလန်နဲ့အာဂျင်တီးနားတို့ရဲ့ကမ္ဘာ့ဖလားကွာတာဖိုင်နယ်ပွဲစဉ်မှာပါအာဂျင်တီးနားကအင်္ဂလန်ကို2ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးဆီမီဖိုင်နယ်မှာတဆင့်ဘောလုံးပွဲထိတက်လန်းနိုင်ခဲ့တယ်လို့ကမ္ဘာ့ဖလားကိုပါရရှိခဲ့ပါတယ်။ဒီပွဲမှာအာဂျင်တီးနားအတွက်3ဂိုး2ဂိုးစလုံးကိုမာရာဒိုနာကသွင်းယူပေးခဲ့တာပါ။ပထမဂိုးကိုအတီးပြုခဲ့ပြီးမြဲလက်နဲ့သွင်းခဲ့လို့အငင်းပွားပဲအခြေအနေတွေရှိခဲ့ပါတယ်။2005ခုနှစ်ရောက်မှသာလက်နဲ့သွင်းခဲ့တာမှန်ကန်ကြောင်းမာရာဒိုနာကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။အဲဒီဂိုးကတော့ဟန်နော်ကော့ဖျားလက်တော်လို့နာမည်ကြီးခဲ့ပါတယ်။ဒုတိယဂိုးကတော့ကစားသမား6ယောက်ကိုလိန်ခောက်ဖြတ်ကျော်သွင်းယူခဲ့ပြီးဘောလုံးသမားရဲ့အကောင်ဆုံးဂိုးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။နံပါတ်3ခရစ္စတီယာနိုရိုနယ်ဒို2019ခုနှစ်မတ်လ12ရက်နေ့ဂျူဗန်နဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ချန်ပီယံလိဂ်16အသင်းအဆင့်ဒုတိယအကျော့ပွဲစဉ်မှာပါပထမကျော့ဝေးကွန်းမှာ2ဂိုးမရှိနဲ့ရှုံးနေခဲ့တဲ့ဂျူဗန်တက်စ်တို့နောက်တစ်ဆင့်တက်နိုင်မှုအိမ်ကွန်းမှာလိုအပ်တာက3ဂိုးပြတ်အနိုင်ရရှိဖို့ပါနောက်တစ်ဆင့်တက်ဖို့မဖြစ်နိုင်တော့ဘူးလို့မီဒီယာတွေကဝေဖန်ခဲ့ကြပေမဲ့အဲ့ဒီပွဲစဉ်မှာကစားသမားတယောက်ထဲကဟက်ဒရစ်သွင်းပြီးနှစ်ကျော်ပေါင်းရလက်3ဂိုး2ဂိုးနဲ့ဂျူဗန်တက်တို့နောက်တစ်ဆင့်ကိုတက်လန်းနိုင်ခဲ့ပါတယ်အဲ့လိုဟက်ဒရစ်သွင်းခဲ့တဲ့ကစားသမားကတော့ကျွန်တော်တို့အားလုံးသိကြတဲ့ဂုတ်ကြီးစီရော်နယ်လိုပါမကန်ခင်ကလေးကကျွန်တော်ဟက်ဒရစ်သွင်းမယ်လို့ပြောခဲ့တယ်လို့ဒီလိုချိန်တွေအတွက်ဂျူဗန်တက်ကသူ့ကိုခေါ်ထားတာလို့တော့ရော်နယ်ဒိုကမီဒီယာတွေကိုပြောခဲ့ပါသေးတယ်နံပါတ်1ဇီဒန်2002ခုနှစ်ကရီယယ်မက်ဒရစ်နဲ့လီဗာပူးဆင်တို့ရဲ့ချန်ပီယံလိဂ်ဘူလူဝဲမှာဖြစ်ပါတယ်ပြိုင်ပွဲကပထမပိုင်းပြီးမှတစ်ဖက်1ဂိုးစီနဲ့တီရလက်ထွက်ပေါ်နေခဲ့တာပါဒုတိယပိုင်းစတင်ပြီး12မိနစ်အကြာမှာတော့ရောဘတ်တိုကားလို့မြောက်တင်ပေးလိုက်တဲ့ဘောလုံးကိုဇီဒန်ကလှပတဲ့လေးဘောကန်ချက်နဲ့ကန်သွန်းလိုက်ပြီးလီဗာပူးဆင်ရဲ့ဂိုးတောင်တွေကိုတဲ့နေကြီးကိုဝင်သွားခဲ့ပါတယ်ဇီဒန်ရဲ့အဲ့ဒီဂိုးဟာဘောလုံးသမိုင်းရဲ့အလှပဆုံးဘောလုံးဝဲဂိုးတစ်ခုဖြစ်ခဲ့တယ်လို့ဒီနိုင်ဂိုးကြောင့်ပဲရီယယ်မက်ဒရစ်ဟာချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးရရှိခဲ့ပါတယ်နံပါတ်1ကတော့အင်နီယစတာပါ2009ခုနှစ်မေလ6ရက်စတန်ဖို့ဘရစ်မှာရှင်ပြိုင်ခဲ့ကြတဲ့ချယ်ဆီနဲ့ဘာစီလိုနာတို့ရဲ့ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ဖြစ်ပါတယ်ပထမအကျော့မှာနှစ်သင်းစလုံးဂိုးမရခဲ့ပဲဒီရလတ်ထွက်ပေါ်ထားပါတယ်ပွဲစားပြီး9မိနစ်အကြာမှာချယ်ဆီတို့ကဥဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်ဘာစီလိုနာတို့ဘိုလိုဝဲအတွက်မျှော်လင့်ချက်အတော်နည်းသွားခဲ့ပါပြီ။ဒါပေမဲ့ပွဲချိန်ပြီးအချိန်ပို93မိနစ်အရောက်မှာတော့လီယိုမက်ဆီခင်းပေးလိုက်တဲ့ဘောလုံးကိုအင်နီယစတာကတုံဆိုင်မနေပဲလှလှပပကန်သွင်းကတစ်ဖက်တကိုးစီတီးကျသွားခဲ့ပါတယ်။အဲဒီချိန်ကအဝေးကိုစီးမြင့်အရဘာစီလိုနာတို့ဘလူးဝဲတက်ခဲ့ရတယ်လို့ချန်ပီယံလိဂ်ဆူပလာကိုပါရရှိသွားခဲ့ပါတယ်။ဒါရီယာကစားသမားတူတယောက်ကြောင့်ပွဲရဲ့ဖြေကိုလုံးဝပြောင်းလဲသွားစေခဲ့တဲ့ကန်နဝန်အခိုက်အတန့်တွေပါပဲပရိသတ်တို့မြင်ရဆိုရင်ဘယ်ကစားသမားကိုများနံပါတ်1နေရာကိုထားကျင်ကြပါသလဲမှတ်ချက်မှာရေးထားခဲ့နိုင်ပါတယ်ခင်ဗျာ